Okay အဲ့ဆိုရင်အခုဆောင်းမပွဲမှာ Adexel physics ဖြည့်ပြီးဆိုရင် Fleming ရဲ့ left hand rule ကိုပဲဘယ်လိုမျိုးသုံးရမလဲဆိုတာကို practice လုပ်ကြည့်မယ် practice လုပ်ကြည့်ဖို့အရေးကြီးတယ်အထူးသဖြင့်ဒါမျိုးဟာတွေမှာ practice လုပ်ကြည့်ဖို့အရေးကြီးတယ်ကျွန်တော်ဒါမျိုးဟာတွေလို့ဘာလို့ပြောလိုက်တာလဲဆိုတော့ဒါမျိုးဟာကို procedure လို့ခေါ်တယ်ဗျာmeta learning အကြောင်းပြောရမယ်ဆိုရင်ကျွန်တော်တို့ knowledge pursue လုပ်တဲ့အခါတိုင်းမှာအဲ့ knowledge ကို၃ပိုင်းပိုင်းလို့ရတယ်ပထမတစ်မျိုးက concept လို့ခေါ်တယ်ကိုနားလည်ရမယ့်ဥစ္စာတွေဒုတိယတစ်မျိုးက key facts လို့ခေါ်တယ်ကိုမှတ်မိရမယ့်ဥစ္စာတွေတတိယတစ်မျိုးကကျတော့ procedure လို့ခေါ်တယ်ကိုလေ့ကျင့်ရမယ်အလေးအထားတွေပေါ့နော်အလေးအထားကိုဖြစ်နေရမယ်ဒါလှုပ်ရိုးလှုပ်စင်မို့လို့မမေးနဲ့နားလည်စရာမလိုဘူးကွာနားလည်စရာမလိုဘူးမှတ်မိနေုံနဲ့လည်းမရဘူးဒါလှုပ်ကြည့်မှကိုရမှာဥပမာတင်ချာတွက်ကြည့်ရလို့မျိုးစပိန်စီးကြည့်ရလို့မျိုးဟင်းချက်ကြည့်ရလို့မျိုးအဲ့လိုပဲအခုဥစ္စာလေဒီလက်ကြီးနဲ့လှုပ်ကြည့်မှရမယ် procedure ကြီးကွာအဲ့ဒါမျိုးဟာကိုငါတို့ကသိနေုံနဲ့မရဘူး knowledge ကိုလက်မဆိုရင် force လက်ညှိုးဆိုရင် magnetic field လက်ကလေးဆိုရင်ငါတို့ဘာဆိုပြီးတော့သိနေလို့မရဘူးအဲ့ဒါကိုလက်တွေ့အကောင့်တွေပေါ်ကြည့်မှဒီ knowledge က apply လုပ်နိုင်မှာဘာလို့လဲဆိုတော့ somewhere မှာအဲ့လိုမျိုး apply လုပ်ရဒီ apply လုပ်တဲ့နည်းက procedure လိုမျိုး apply လုပ်ရအောင်လို့ငါတို့က procedure လိုမျိုး practice လုပ်ရမှာအဲ့တော့အခုလုပ်ကြည့်မယ်ဒီခုနကတော့ကျွန်တော်ပြောလိုက်တဲ့ concept လေးဒီ meta learning လို့ခေါ်တယ်အဲ့ဒါ ultra learning ရဲ့ first principle ပေါ့နော်အဲ့ဒါလေးကိုအမြဲတမ်းမှတ်ထားပါတက်ကိုရောက်ပြီး A level လုပ်နေပြီဆိုရင်လည်းဘယ်ဟာကိုငါတို့ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုသိပြီဆိုရင်ဒါလုံးဝသူများတဲ့ရှေ့ဆုံးကရောက်တယ်ကွာသိလားဒီ specification နဲ့လေ့လာတဲ့ somewhere ဆိုရင်အရန်သိတာတယ် A level specification စာအုပ်ကိုကြည့်လိုက်အဲ့စာအုပ်ရဲ့စာအုပ်ဆိုတာ document ကိုကြည့်လိုက်တယ်ဆိုရင်အဲ့စာအုပ်ထဲမှာကျောင်းသားဘာလုပ်ရမလဲဆိုတော့တိတိကျကျပြောထားတယ်တချို့ point တွေကြတော့ be able to apply be able to use အဲ့လိုမျိုးပြောတာဒါပေမဲ့တချို့ဥစ္စာတွေကြတော့ must understand ဆိုပြီးပြောတာကွာအဲ့တော့မတူဘူးကွာဒီလား must understand ဆိုရင် somewhere မှာဘယ်လိုမျိုးမေးမှာလဲဆိုတော့ concept ပုံစံတွေမေးမှာကုတ်တင်နေပါလေကြတော့ဒီသူက be able to write the code about ဘာညာဆိုပြီးတော့ပြောတာကွာ document ထဲမှာကွာအဲ့လိုမျိုးရေးထားတာ specification ထဲမှာကွာမင်းတို့ဒါမျိုးလုပ်ထားရမယ်ဒါမျိုးသိထားရမယ်မင်းတို့နားလည်ထားရမယ်မင်းတို့ရေးတတ်နေရမယ်ဆိုပြီးပြောထားပြီးသားအဲ့ဒါကိုကျွန်တော်တို့ကတချို့ကြောင့်လဲစာအုပ်ကိုပဲဖတ်ကြည့်ရပါတော့စာအုပ်ဆို course book ကိုပဲဖတ်ကြည့်ရတချို့ကြောင့်လဲဆီယာမကတမျိုးပြောလိုက်ရဆိုဆီယာမပြောတဲ့အတိုင်းပဲလိုက်မှတ်ထားတယ် so အဓိကတော့ meta learning လုပ်ထားဖို့လိုရတယ်အဲ့တော့အခုဆိုရင်လည်းကျွန်တော်တို့ကဒါ procedure တစ်ခုလေ့လာပြီးပြီဆိုအဲ့ procedure နဲ့ပတ်သက်တဲ့ past paper တွေကိုတစ်ခါလေးတန်းလုပ်ကြည့်ဖို့လိုရတယ်အခုကျွန်တော်တို့ past paper ခုနကတော့ပြောလိုက်တဲ့ဟာနဲ့ပတ်သက်တဲ့ past paper ကိုတန်းပြီးလုပ်ကြည့်မယ်ခုနက left hand rule ပေါ့နော် let's see okay ဒါပေါ် left hand rule အောက်မှာ past paper question ရှိရဒီအောက်ကနေလည်းလို့ရတယ်လို့ဒီပုံမှာလည်း related past paper question ဆိုပြီးရှိရပါတော့ဒီ related past paper questions တင်ရနေပြီးတော့လုပ်ကြည့်မယ်10ပုတ်ရှိပါတယ်နော်10ပုတ်ရှိအဲ့ပထမတစ်ပုတ်ကိုစပြီးတော့လုပ်ကြည့်အောင်ဘာပြောလဲဆိုတော့ draw an arrow to show the direction of the force လို့ပြောရတာအဲ့တော့ကျွန်တော်တို့ဒီပုတ်ဆိုရင်ဒါပထမဆုံး category ထဲမှာပထမ category ထဲမှာသွားကြတယ်ဘာပဲလာဘယ်လိုပဲမေး left hand rule ပဲသုံးမှာဆိုတော့မမေးနဲ့အဲ့ပထမ category ထဲမှာကြားရတဲ့အတွက်ကြောင့်မို့ကျွန်တော် left hand rule ပုံမှန်တိုင်းရိုးရိုးပဲသုံးလိုက်အောင်ပြောင်းပြန်သုံးကြမလို့လက်ကလေးကိုပြောင်းပြန်ထုတ်ကြမလို့ current ဖြစ်တဲ့အတွက်ကြောင့်မလို့เนาะအဲ့တော့ current ကဒီဘက်ကိုစီးဆင်းတယ်เนาะ current ကိုယ့်ဘက်ကိုလာနေရပေါ့ဗျာကိုယ့်ဘက်ကိုလာနေပြီးကြရင်မြင်ရမယ်ကျွန်တော်เนาะ current ကကိုယ့်ဘက်ကိုလာနေကိုယ့်ဘက်ကိုထိုးကြည့်ဗျာ current ကကိုယ့်ဘက်ကိုလာနေဒီ not to short เนาะလက်ညှိုးကို not to short ထိုးလိုက်အဲ့ထဲမှာ not to short ပါတယ်ပြီးကြရင် current ကိုယ့်ဘက်ကိုလာနေဆိုတော့ဒီမှာလက်မကြီးအပေါ်ထောင်သွားတဲ့အတွက်ကြောင့်မလို့အဖြေကပါတယ်ကြည့်ကြည့်မယ်နော်အဖြေက upward ဖြစ်မှာနော်ဒီမှာရှင်းပြလာတယ်နော် left hand rule ကိုတောင်းအောင်နော် okay နောက်တစ်ပုဒ်ကြည့်မယ်ကျွန်တော်ပြောတဲ့ဥစ္စာခုနကတော့ rule တိုင်းပဲကျွန်တော်ပြောမှာနော်ခုနကတော့ပြောလိုက်တဲ့ procedure အတိုင်းပဲကျွန်တော်အခုလုပ်ပြသွားမှာအဲ့ဒါမှန်ကြောင်းနော်လုပ်ပြသွားမှာအဲ့တော့ပထမဆုံးကျွန်တော်ကြည့်မယ် proton လားဟုတ်တယ် proton ဆိုရင်ကျွန်တော်ပထမဥစ္စာပဲသုံးမယ်အဲ့ proton ဆိုတော့ကျွန်တော်တို့အဲ့ proton ရဲ့ velocity ဘက်ကိုလက်ခလေထိုးမယ် proton velocity ဘက်ကိုလက်ခလေထိုးမယ်သူက into the page လို့ပြောတဲ့အတွက်ကြောင့်မလို့ magnetic field into the page မလို့ကျွန်တော်တို့ရဲ့လက်ညှိုးကိုဒီမျက်နှာပြင်ပေါ်ကိုထိုးမယ်စာရွက်ပေါ်ကိုထိုးမယ်နော်အဲ့တော့ upwards ပဲဖြစ်လိမ့်မယ်နော် upwards ပဲဒီမှာ full mark sample answer upwards ဆိုပြီးရေးပေးလိုက်ရင်ရတယ်ဒီမှာအရှင်းရှင်းပြထားတယ်ကျွန်တော် video ကြည့်ပြီးသားဆိုရင်ဒါလေးတိတ်ပြီးတော့ဖတ်ကြမလို့ပါဒါအမြင်နဲ့ရိုင်းမယ်မိမှာပဲနော်နောက်တစ်ပုတ်သွားကြမယ်အဲ့ဒီမှာဒါမျိုးဆိုရင်လည်းဒါအရင်ဆုံးကြည့်ရမယ် electron လား proton လား current လား proton ဆိုရင်ဒီမှာအတူတူပဲ proton ရဲ့ force ဆိုရင်ဒါလက်မှာပဲနော်အဲ့တော့ force ဆိုလက်မှာထိုးလိုက် okay လားထိုးလိုက်ပြီးကြရင်ကျွန်တော်တို့ရဲ့ proton ရဲ့ဒီမှာ proton ရဲ့လာရလမ်းကြောင်းကိုပြထားတယ်တွေ့လား proton ရဲ့လာရလမ်းကြောင်းဆိုတာသူ့ရဲ့ velocity ပဲဒီမှာ proton ရဲ့လာရလမ်းကြောင်းကိုပြထားတယ်တွေ့လားဒီကောင် velocity ပဲနော်အဲ့တော့အဲ့ကောင်ပြထားပြီးသားဆိုတော့ကျွန်တော်တို့ကအဲ့ကောင်ကိုဘယ်ဟာထိုးရမလဲဆိုတော့
လက်ခလေထိုးရမှာလက်ခလေနော် proton လို့ဟုတ်လားအဲ့ဒါဆိုရင်ကျွန်တော်တို့က magnetic field ကဘယ်ဖြစ်မလဲ into the base ပေါ့ right into the base ပေါ့အဲ့မှာဒါဆိုရင်ဒါ magnetic field give တွေ့နော်အခု magnetic field direction မေးလာနော် left hand rule ပဲသုံးရရနော်တွေ့နော်အဲ့တော့ကျွန်တော်တို့ 1 by 1ကြည့်အောင် into the page ဟုတ်ပေါ့နောက်တစ်ပုဒ်ကဒီမှာဆိုလဲအရင်ဆုံးဗာကြည့်ရမလဲဒါဆိုရင် wire ဖြစ်သွားပြီနော် proton လား wire လားနောက်ထပ် electron လားဆိုတာကြည့်ရမယ်အခု wire မလို့ပုံမှန်တိုင်းပဲသုံးရမယ် left hand rule เนาะအဲ့တော့ဒီလက်ခလဲကိုကျွန်တော်တို့ wire တိုင်းထိုးလိုက်မယ်ပြီးကြရင်ဒီ not to solve ဆိုထိုးလိုက်တဲ့အခါမှာအောက်ဘက်ဖြစ်သွားမယ်เนาะဒီပုံစံတိုင်းကြီးလောက်လိုက်ပြီးကြရင်ဒီပုံစံတိုင်းကြီးပဲလက်ကိုလှုပ်ထားပြီးရင်သူ့အတိုင်းသူထိုးပေးလိုက်เนาะသူ့အတိုင်းထိုးပေးလိုက်ရင်နောက်ထပ်ကြံတဲ့လက်မဘယ်မှာရောက်သွားလဲဆိုတော့ကြည့်လိုက်ပါဗျာဟုတ်လားအဲ့တော့ကြည့်လိုက်အောင်ဖြေနံပါတ်5ရဲ့ဖြေကနံပါတ် B ပေါ့နော် 5B 对啦 force က downwards ဖြစ်နော်ဟုတ်နော်နောက်တော့ဒါမျိုးပုံလေးဆိုကောင်းတယ်နော်ဒါမျိုးဆို day မဟုတ်ဒါဆောင်းလေးမေးတာဆိုကောင်းတယ်နော် F ဆိုရင် force ပဲ V ဆို velocity ပဲ particle ကဘာလဲဒီမှာ ဒီမှာကောင်းတယ်သိလား proton လည်းမဟုတ်ဘူးကျွန်တော် proton ဆို positive charge ဆိုပြီးပြောထားမှာဗျာ positive charge ဆိုလဲ proton လို့သိရမှာဗျာအားလေးလည်းမှတ်ထားနော်အဲ့တော့ positive charge ဆိုရင်ကျွန်တော်ကပုံမှန်တိုင်းပဲသုံးပေးအောင်မယ်လက်ခလေကိုဘယ်ဘက်လိုက်လက်ခလေကို velocity ထိုးလိုက်ပြီးကြရင် force ကိုထိုးလိုက်တဲ့အခါမှာဘယ်ရောက်သွားလဲ into the page နော် into the page to D ပေါ့နော် right okay နောက်တစ်ပုဒ် okay နောက်တစ်ကြည့်အောင်ဘယ်မှန်ပါလဲနော်ဘယ်မှန်ပါလဲဆိုတော့ကျွန်တော်တို့ကအခုဒီနှစ်ခုကတော့မဖြစ်နိုင်ဘူးလေအပေါ်နှစ်ခုလေးကတစ်ခုမှန်အောင်ပဲရွေးရတော့မှာပဲအဲတစ်ခုမှန်အောင်ပဲရွေးရမှာဆိုတော့ဒီကဟိုဟာလေးကိုကျွန်တော်တို့သိထားဖို့လိုအပ်တယ်ဒီက symbol လေးကိုသိထားဖို့လိုအပ်တယ်ဟာဒီကအလုံးလေးပေါ့နော်အဲအလုံးလေးကဘာလဲဆိုတော့ကျွန်တော်အပေါ်မှာပေးထားတယ်အပေါ်ပေးထားတယ်အလုံးလေးက into the page လို့ and out of the page လို့ပြောတယ်အဲ out of the page ဆိုတော့ကျွန်တော်တို့ကဒါ current out of the page လို့ပြောတော့လက်ကလေးကို out of the page ကိုယ့်ဘာကိုအရင်ထိုးလိုက်လက်ကလေးနဲ့ပြီးကြမှာကျွန်တော် force ပဲဖြစ်ဖြစ် magnetic field ပဲဖြစ်ဖြစ်တစ်ခုခုယူလိုက်တာ magnetic field ယူလိုက်မယ် magnetic field ယူလိုက်ပြီးတော့ magnetic field ကအောက်ဘက်လို့ပြောထားတယ်လှည့်လိုက်မယ်အဲ့လို force ကဘာဖြစ်သွားလဲ force ကဘာဖြစ်သွားလဲအဖြေကကြည့်လိုက်အောင် A ပေါ့နော် force ကညာဘက်ဖြစ်သွားတယ်ဟုတ်တယ်နော်မှန်တယ် okay ns နော်ဒါဆိုရင်လည်းဒါဆိုလည်း out of the page ပဲနော် out of the page ဆိုတော့ထွက်လာပြီ magnetic field ထွက်လာပြီအဲ့မှာဒီတိုင်းလုပ်မယ် not to source ဆိုတော့ upwards ဖြစ်လိမ့်မယ် upwards ဖြစ်လိမ့်မယ်ဟုတ်နော်ကျွန်တော်တို့ force ကိုဘာဖြစ်ခိုင်းတာ upwards ဖြစ်သွားမှာဒီမှာဆိုလဲသုံးထားတဲ့အသုံးကိုကြည့်လိုက်ကျွန်တော်ခုနကပြောခဲ့ရမလား magnetic force ဆိုရင်ဒါ magnetic force ကိုဆုံးဖြတ်ခိုင်းတာလို့နော် magnetic force resonant force ကိုဆုံးဖြတ်ခိုင်းတာအဲ့တော့ဒါဆိုရင် not to source ထိုးလိုက်ပြီးကြရင်ကိုယ့်ဘက်ကိုပြန်ထိုးလိုက်အဲ့မှာလက်မကြီးအပေါ်ထောင်းနေဟုတ်လားနောက်တစ်ခုဒီမှာလည်းကြည့်အောင် not to source ဆိုတော့ကျွန်တော်တို့လက်ညှိုးကိုအပေါ်ထောင်းလိုက်မယ်နော်ပြီးရင်ဒီကောင်ကဒါ out of the page ဖြစ်မယ်ဒီမှာ direction of the current is the out of the page ဆိုတော့နော်ကျွန်တော်တို့ဒီတိုင်းဖြစ်သွားမယ်နော်အဲ့ချိန်မှာမှဘယ်လိုဖြစ်သွားမလဲကြည့်လိုက်အောင်အဲ့တော့ to the left ဖြစ်မယ်ထင်တယ်တွေ့လားနော်ကျွန်တော်ကင်မရာပြောင်းပြန်ဖြစ်နေလို့နော်အဲ့ဘက်ကိုယ့်ဘာကိုလှုပ်ကြည့်လိုက် left ဖြစ်မယ် okay နောက်တော့ဒီမှာဆိုရင်ဒါ proton လား proton ဟုတ်လားဟုတ်တယ်နော် proton ပဲနော်အဲ proton မဲဆိုရင်ကျွန်တော်တို့ကတိုင်းပဲ proton သွားရလာရဘက်ကိုကျွန်တော်တို့ရဲ့လက်ခလဲထိုးမယ်ပြီးရင်ကျွန်တော်တို့magnetic field က into the page လို့ပြောထားတယ်အဲ့တော့ဒီတိုင်းထိုးလိုက်မယ်နည်းခက်တယ်နော် magnetic field က into the page လို့ပြောထားတယ်ဒီတိုင်းထိုးလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့လက်မကြီးကအောက်ကိုထိုးနေတဲ့အတွက်ကြောင့်မလို့ဖြစ်သွားမယ် downwards ပေါ့
right downward တွေ့နော်ဒါအဖြေမှန်ပဲနော် downwards marking skin ကြည့်ရင်ဒီအောက်မှာကြည့်လို့ရတယ် right down နော်အဲ့တော့ကျွန်တော်အခု10 volt လုပ်ပြမယ်ဗျာအခု9 volt ရှိပြီနော်အဲ့10 volt လုံးမှာကျွန်တော်ပြောထားတဲ့ procedure အတိုင်းပဲသုံးလိုက်ရင်ဒါ10 volt လုံးမှန်တယ်အဲ့တော့ဒီတိုင်းပဲသုံးလိုက်ဒါလုံးဝ shortcut ပဲ exam Fleming's rule နော်ဒီမှာကြည့်လိုက်ဒါဆိုလည်း protoman နော် protoman ဆိုတော့ကျွန်တော် force okay force ဆိုဒီတိုင်းလာမယ်သူက magnetic field ဆုံးဖြတ်ခိုင်းတာ velocity ဆိုတော့ကျွန်တော်အောက်ဘက်ကိုထိုးမယ်နော်အဲ့မှာ magnetic field က into the page အေးဖြစ်မယ် right အေးနော်ဒါနော်စေဖို့အဲ့တော့ဒီတကယ်လို့ဒီနေရာမှာလား electron တစ်လုံးဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့က velocity ကအောက်ဘက်လို့ပြောထားရဲဆိုရင်ကျွန်တော်တို့ကလက်ခလေကိုအပေါ်ထိုးပေးရမယ်ပြီးရင် force ကိုတော့ကျွန်တော်တို့ကပုံမှန်တိုင်းပဲအဲ့တော့တကယ်လို့ဒါက electron ဖြစ်မယ်ဆိုရင် magnetic field က out of the page ဖြစ်သွားမှာညာနော်